ဒီပွဲကတော့တကယ်ကိုရင်ခွန်စရာအလဲဖြောင်းနေတဲ့ပြည်နယ်နေတဲ့ပွဲတစ်ပွဲပါပဲလီဗာပူးတို့ထောင်းခံပေါ်ရသွားပြီဒီခွင့်ကြီးကိုအထုံးချနိုင်မလားဘောလုံးကိုခေါင်းနဲ့ဝှေ့လိုက်ပြီးဟောဗျာမယုံနိုင်စရာပဲဒါဘယ်လိုလုပ်ဂိုးမထိသွားလဲဆိုဘိုစလိုက်ကန်လိုက်တဲ့ဘောလုံးကဂိုးစီဘော်ကနေဖျက်ထုတ်ခလိုက်ရပါတယ်အဲ့ဒီကနေတဆင့်ဘောလုံးကအာရိုကိုဒါရိစ်ရောက်သွားတယ်ဝုဖ်တို့တန်ပြန်တိုက်စစ်ဆင်းပြီးဟိုးရှိမှလူလွတ်တယောက်ပြေးတက်နေတယ်သူကတော့ရော်ဒရီဂိုဂိုးမက်စ်ပါပဲသူကန်လိုက်တဲ့ဘောလုံးကဂိုးပိုက်သေးကိုအေးလူပဲလိမ့်မသွားပါတော့တယ်တစ်ဖက်မှာလည်းဂျိုဂိုမက်စ်နဲ့ရီယိုငူမိုဟာတို့ရှိနေကြတာပါ။အိုးတကယ်ကိုလက်စွမ်းပြကာလွယ်မှုပါပဲ။ဟိုဆေးစာကဒီဘောလုံးကိုတိုင်တီအောင်ပုတ်ထုတ်လိုက်တာတကယ်ကိုအံ့ဩကန်ပါပဲဗျာ။လီဗာပူးတို့ဂိုးပြန်ရဖို့အသေးအံလိုက်နေရချိန်မှာအန်ဒီယာရှိတာကတော့ဝုဖ်တို့ဟာပြီးခဲ့တဲ့ညကအက်စတန်ဗီလာကိုဒုက္ခပေးခဲ့တယ်လို့မျိုးထပ်လုပ်သွားမှာပါပဲ။အဲ့ဒီမှာတင်အမားတခုချစ်သွားတယ်။ပေးလိုက်တဲ့ဘောလုံးကအယမ်းညံ့သွားတယ်။ဒါကိုမိုဟာမက်ဆာလာရသွားပြီ။ဂိုးလိုအပ်တဲ့အချိန်တိုင်းဆာလာကတော့အမြဲတမ်းအပြေရှာနိုင်စမြဲပါ။အခုလေလီဗာပူးတို့ဘာမှမဟုတ်တဲ့အချိန်တွေကနေဂိုးတူကိုဖန်တီးပေးလိုက်ပြန်ပါပြီဂိုးသမားထွက်လာပြီဆိုဘိုစလိုက်ငူမိုဟာဗန်ဒိုက်အထာထောင်ပေးလိုက်ပြီဒါပေမဲ့ဂိုးသမားစာစီတဲ့တဲ့ကြီးရောက်သွားပါတယ်ဘူနိုဒေးလာဘောလုံးပေါ်ခလုတ်တိုက်လဲကျွာသွားပြီမဲ့ဘောလုံးကိုတော့ထိန်းထားနိုင်စေပဲမဟုတ်တော့ဘူးပြန်ပါသွားပြီဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့အဲလီဆန်လက်မထင်ထားသလိုဒီလိုအခြေအနေမျိုးကိုလည်းသူလုံးဝအလိုမရှိပါဘူးဝုဖ်တော်ဘောလုံးပြန်ရသွားပြီအန်ဒရေကန်လိုက်ပြီတယောက်ယောက်နဲ့ထိပြီးလမ်းကြောင်းပြောင်းသွားလဲမယုံနိုင်စရာပဲဗျာတကယ်ကိုမယုံနိုင်စရာကောင်းတဲ့အလှည့်ပြောင်းပါပဲဒီပွဲကတော့တကယ်ကိုရင်ခွန်စရာအလဲဖြောင်းနေတဲ့ပြည်နယ်နေတဲ့ပွဲတစ်ပွဲပါပဲလီဗာပူးတို့ထောင်းခံပေါ်ရသွားပြီဒီခွင့်ကြီးကိုအထုံးချနိုင်မလားဘောလုံးကိုခေါင်းနဲ့ဝှေ့လိုက်ပြီးဟောဗျာမယုံနိုင်စရာပဲဒါဘယ်လိုလုပ်ဂိုးမထိသွားလဲဆိုဘိုစလိုက်ကန်လိုက်တဲ့ဘောလုံးကဂိုးစီဘော်ကနေဖျက်ထုတ်ခလိုက်ရပါတယ်အဲ့ဒီကနေတဆင့်ဘောလုံးကအာရိုကိုဒါရိစ်ရောက်သွားတယ်ဝုဖ်တို့တန်ပြန်တိုက်စစ်ဆင်းပြီးဟိုးရှိမှလူလွတ်တယောက်ပြေးတက်နေတယ်သူကတော့ရော်ဒရီဂိုဂိုးမက်စ်ပါပဲသူကန်လိုက်တဲ့ဘောလုံးကဂိုးပိုက်သေးကိုအေးလူပဲလိမ့်မသွားပါတော့တယ်တစ်ဖက်မှာလည်းဂျိုဂိုမက်စ်နဲ့ရီယိုငူမိုဟာတို့ရှိနေကြတာပါ။အိုးတကယ်ကိုလက်စွမ်းပြကာလွယ်မှုပါပဲ။ဟိုဆေးစာကဒီဘောလုံးကိုတိုင်တီအောင်ပုတ်ထုတ်လိုက်တာတကယ်ကိုအံ့ဩကန်ပါပဲဗျာ။လီဗာပူးတို့ဂိုးပြန်ရဖို့အသေးအံလိုက်နေရချိန်မှာအန်ဒီယာရှိတာကတော့ဝုဖ်တို့ဟာပြီးခဲ့တဲ့ညကအက်စတန်ဗီလာကိုဒုက္ခပေးခဲ့တယ်လို့မျိုးထပ်လုပ်သွားမှာပါပဲ။အဲ့ဒီမှာတင်အမားတခုချစ်သွားတယ်။ပေးလိုက်တဲ့ဘောလုံးကအယမ်းညံ့သွားတယ်။ဒါကိုမိုဟာမက်ဆာလာရသွားပြီ။ဂိုးလိုအပ်တဲ့အချိန်တိုင်းဆာလာကတော့အမြဲတမ်းအပြေရှာနိုင်စမြဲပါ။အခုလေလီဗာပူးတို့ဘာမှမဟုတ်တဲ့အချိန်တွေကနေဂိုးတူကိုဖန်တီးပေးလိုက်ပြန်ပါပြီဂိုးသမားထွက်လာပြီဆိုဘိုစလိုက်ငူမိုဟာဗန်ဒိုက်အထာထောင်ပေးလိုက်ပြီဒါပေမဲ့ဂိုးသမားစာစီတဲ့တဲ့ကြီးရောက်သွားပါတယ်ဘူနိုဒေးလာဘောလုံးပေါ်ခလုတ်တိုက်လဲကျွာသွားပြီမဲ့ဘောလုံးကိုတော့ထိန်းထားနိုင်စေပဲမဟုတ်တော့ဘူးပြန်ပါသွားပြီဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့အဲလီဆန်လက်မထင်ထားသလိုဒီလိုအခြေအနေမျိုးကိုလည်းသူလုံးဝအလိုမရှိပါဘူးဝုဖ်တော်ဘောလုံးပြန်ရသွားပြီအန်ဒရေကန်လိုက်ပြီတယောက်ယောက်နဲ့ထိပြီးလမ်းကြောင်းပြောင်းသွားလဲမယုံနိုင်စရာပဲဗျာတကယ်ကိုမယုံနိုင်စရာကောင်းတဲ့အလှည့်ပြောင်းပါပဲဒီပွဲကတော့တကယ်ကိုရင်ခွန်စရာအလဲဖြောင်းနေတဲ့ပြည်နယ်နေတဲ့ပွဲတစ်ပွဲပါပဲလီဗာပူးတို့ထောင်းခံပေါ်ရသွားပြီဒီခွင့်ကြီးကိုအထုံးချနိုင်မလားဘောလုံးကိုခေါင်းနဲ့ဝှေ့လိုက်ပြီးဟောဗျာမယုံနိုင်စရာပဲဒါဘယ်လိုလုပ်ဂိုးမထိသွားလဲဆိုဘိုစလိုက်ကန်လိုက်တဲ့ဘောလုံးကဂိုးစီဘော်ကနေဖျက်ထုတ်ခလိုက်ရပါတယ်အဲ့ဒီကနေတဆင့်ဘောလုံးကအာရိုကိုဒါရိစ်ရောက်သွားတယ်ဝုဖ်တို့တန်ပြန်တိုက်စစ်ဆင်းပြီးဟိုးရှိမှလူလွတ်တယောက်ပြေးတက်နေတယ်သူကတော့ရော်ဒရီဂိုဂိုးမက်စ်ပါပဲသူကန်လိုက်တဲ့ဘောလုံးကဂိုးပိုက်သေးကိုအေးလူပဲလိမ့်မသွားပါတော့တယ်တစ်ဖက်မှာလည်းဂျိုဂိုမက်စ်နဲ့ရီယိုငူမိုဟာတို့ရှိနေကြတာပါ။အိုးတကယ်ကိုလက်စွမ်းပြကာလွယ်မှုပါပဲ။ဟိုဆေးစာကဒီဘောလုံးကိုတိုင်တီအောင်ပုတ်ထုတ်လိုက်တာတကယ်ကိုအံ့ဩကန်ပါပဲဗျာ။လီဗာပူးတို့ဂိုးပြန်ရဖို့အသေးအံလိုက်နေရချိန်မှာအန်ဒီယာရှိတာကတော့ဝုဖ်တို့ဟာပြီးခဲ့တဲ့ညကအက်စတန်ဗီလာကိုဒုက္ခပေးခဲ့တယ်လို့မျိုးထပ်လုပ်သွားမှာပါပဲ။အဲ့ဒီမှာတင်အမားတခုချစ်သွားတယ်။ပေးလိုက်တဲ့ဘောလုံးကအယမ်းညံ့သွားတယ်။ဒါကိုမိုဟာမက်ဆာလာရသွားပြီ။ဂိုးလိုအပ်တဲ့အချိန်တိုင်းဆာလာကတော့အမြဲတမ်းအပြေရှာနိုင်စမြဲပါ။အခုလေလီဗာပူးတို့ဘာမှမဟုတ်တဲ့အချိန်တွေကနေဂိုးတူကိုဖန်တီးပေးလိုက်ပြန်ပါပြီဂိုးသမားထွက်လာပြီဆိုဘိုစလိုက်ငူမိုဟာဗန်ဒိုက်အထာထောင်ပေးလိုက်ပြီဒါပေမဲ့ဂိုးသမားစာစီတဲ့တဲ့ကြီးရောက်သွားပါတယ်ဘူနိုဒေးလာဘောလုံးပေါ်ခလုတ်တိုက်လဲကျွာသွားပြီမဲ့ဘောလုံးကိုတော့ထိန်းထားနိုင်စေပဲမဟုတ်တော့ဘူးပြန်ပါသွားပြီဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့အဲလီဆန်လက်မထင်ထားသလိုဒီလိုအခြေအနေမျိုးကိုလည်းသူလုံးဝအလိုမရှိပါဘူးဝုဖ်တော်ဘောလုံးပြန်ရသွားပြီအန်ဒရေကန်လိုက်ပြီတယောက်ယောက်နဲ့ထိပြီးလမ်းကြောင်းပြောင်းသွားလဲမယုံနိုင်စရာပဲဗျာတကယ်ကိုမယုံနိုင်စရာကောင်းတဲ့အလှည့်ပြောင်းပါပဲ